Hello အားလုံးပဲမင်္ဂလာပါဒါဒီနေ့ကတော့ကျွန်တော်ရဲ့ Evan လေးအတွက်ကိုကျွန်တော် Larry John Studio မှာတွားပြီးတော့အတန်းသွင်းမှာဖြစ်ပါတယ်ဒါလို့ဆိုတော့တွားနေပါပြီကားလည်းနည်းနည်းကြက်နေတော့ပေါ့နော်နည်းနည်းလေးတော့နောက်ကျနေပါတယ်ကိုတော့လှမ်းပြီးတော့ကြောရပြီးပါပြီနော်ခဏနေတော့ရောက်မှာပါလောက်ပါပဲအမောင်းနေတော့ကင်မရာကိုမကြည့်နိုင်သေးပါဘူးအားလုံးပဲစောင့်ကြည့်ပေးကြပါဦး I don't want anybody else ငါရင်မမင်းလေးတယောက်တည်းပဲကိုရင်ကိုလောက်ကသွားတဲ့နေကအသက်ရှူရီမမနေခဲ့ရHello ခုကတော့ဒါ Larry John ရောက်ပါပြီ။မှာကျွန်တော်ကိုကတော့ရှေ့မှာနည်းနည်းလှုပ်နေပါတယ်ရှုပ်နေပါတယ်။ကျွန်တော်ရဲ့အကိုဆေးကကျွန်တော်က Okay ဒါကျွန်တော်ညီလေးရွှေရင်းရဲ့အခု rap person ဆိုတဲ့အခွေလေးကလုပ်နေတာပေါ့ making အခုဒါတော့ studio နဲ့ပတ်သက်ပြီးအခုကျွန်တော်ကိုယ်ထပ်မှာဖြစ်တယ်ဆိုတော့ဘာပြောချင်လဲဆိုတော့ရွှေရင်းရဲ့ vocal ရောသူ့ရဲ့ဒီ creation ကိုဆောင်းမိုက်မကြခင်လာမယ် okay နော်နေဟာ right person ကဘာမြေကြီးတွက်လို့ဆိုရလေမင်းလို့စိတ်နဲ့မြတ်တာပဲလမ်းကြည့်လို့ရေးပြီးနေတော့မှ